အားလုံးပဲမင်္ဂလာပါဒီ voice လို့ပြောလိုက်တာနဲ့ဘယ်လိုအတန်မျိုးခင်ဗျားတို့ပြည့်မြင်ပြီလဲကျွန်တော်တီးတဲ့လောက်ကတော့ i ဘိုင်းမှာဒီ voice နဲ့ပတ်သက်ပြီးအတွေးမြင်ကွဲသွားတဲ့သူနှစ်မျိုးနှစ်စားရှိတယ်အုပ်စုနှစ်စုအဖြစ်ပမာထားပြီးကျွန်တော်ပြောပြပေးမယ်ပထမတစ်အုပ်စုအတန်တစ်ခုကသူ့အတိုင်းတာသူကီသူ့နှုတ်တွေရဲ့ဘောင်းတစ်ခုတွေကိုရောက်ပြီဆိုတာနဲ့အဲ့ဒါကိုဒီ voice လို့ဆိုလို့ရတယ်ဆိုပြီးတည်ထားကြတဲ့သူတွေဒုတိယတစ်အုပ်စုကြတော့အတန်လုံးကြီးကြီးအတန်အောအောကြီးတွေနဲ့ခက်မမအတန်ကြီးကိုပြင်းမြင်တဲ့သူတွေLike a chef, I'm a 5-star Michelin. Me a jump, a chicken don't boil illusion. ဒီဒုတိယအုပ်စုကပုံများမယ်လို့တော့ကျွန်တော်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ပထမအုပ်စုတွေကလိုမျိုးဒီ voice ရဲ့တတ်မှတ်ချက်တွေကိုမသိကြတယ်လို့ကျွန်တော်ကိုယ်တိုင်ကလည်းဒုတိယအုပ်စုထဲမှာပါပါတယ်။အဲ့တော့ဒီဒုတိယအုပ်စုတွေကလူတွေထင်မြင်မိတတ်ကြတဲ့အတန်တွေကဘလို့အတန်တွေလဲဆိုတာကိုမြင်သာမဲ့ပုံလေးနဲ့ပြောပြပေးမယ်။အရင်ဆုံး K-pop singer တယောက်ရဲ့အတန်နဲ့ပဲပမာလေးပြီးပြီးပြောပြပေးမယ်။သူတော့ K-pop fan တွေဆိုရင်သိကြလိမ့်မယ်။သူ့ရဲ့အတန်ကြီးကလုံးဝရှယ်ကျွန်တော်ကတော့ Korean singer တွေထဲမှာသူ့ရဲ့အတန်ကိုတော့တကယ်ကြွေတယ် Want you ugly, I want your disease. I want your everything as long as it's free. I want your love. Love, 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 I want your love. Y tu mirada ya estaba llamándome. Muéstrame el camino que yo voy. Oh, girl, you know I want your love. Your love was handmade for somebody like me. Come on now, follow my lead. I'm crazy, don't mind me, say boy. ဒါကတော့သူ့ရဲ့တာမန်စကားပြောတဲ့ video file 고우림 1995년 7월 10일 경상북도 상주 AB형 개자리 ISFP 떡볶이 치킨 သူ့အတန်ကြီးတကယ်ဦးမိုက်တာဗျာဟုတ်လား 꾸준히 이렇게 사랑을 받는 거 보니까 정말 대단한 곡이 아닌가 저도 그래서 예전부터 정말 좋아했던 그런 곡이었던 것 같습니다 ဟုတ်ကဲ့နောက်ထပ်လည်းအများကြီးရှိပါသေးတယ်အခုလို deep voice မျိုးတွေကိုခေါင်းစဉ်တစ်ခုတည်းနဲ့ထပ်ခွဲပြီးတော့နောက်ဗီဒီယိုမှာပြပြပေးသွားပါမယ်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်